မော်ဆန်းရှိတဲ့ရွှေရောင်နှကန်းနီလေးတခါတော့ကမျက်နှိုးဆိုတဲ့အမျိုးသမီးတစ်ယောက်ကမြို့ကြီးပြကြီးမှာအလားပြင်ဆိုင်ကြီးတစ်ခုကိုဖွင့်ထားခဲ့ပါတယ်။အစာပိုင်းမှာတော့သူမရဲ့အလားပြင်ဆိုင်ကအရန်ကိုအောင်မြင်ခဲ့တာပေါ့။အသက်ကြီးတဲ့အမျိုးသမီးတွေရောအသက်လက်ပိုင်းအမျိုးသမီးတွေရောပြီးတော့အသက်ငယ်ငယ်အမျိုးသမီးတွေရောသူမရဲ့အလားပြင်ဆိုင်ကိုပဲလာရောက်ပြီးတော့အလားပြင်ခဲ့ကြတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သူမရဲ့ဆိုင်ကနာမည်ကျသွားခဲ့တယ်။ဘာလို့လဲဆိုတော့သူမရဲ့ဆိုင်ကဈေးပေါ်ပြီးအရေးသွေးညံပစ္စည်းတွေကိုသုံးလို့ပါအရင်ကလိုသူမရဲ့ဆိုင်ကိုလာရောက်ပြီးအလားပြင်ကြတဲ့သူတွေလည်းမရှိကြတော့ဘူး။ဒါကြောင့်သူမရဲ့အလားပြင်ဆိုင်လုပ်ငန်းလေးကလည်းတဖြည်းဖြည်းနဲ့ရပ်တန့်သွားခဲ့တယ်။ဒီတော့မှမျက်နှိုးကလည်းသူမရဲ့အလားပြင်ဆိုင်လေးထဲမှာပဲအလုံးမှမရှိဘဲနဲ့ထိုင်နေရရှာတော့တာပေါ့။နေ့လည်ခင်းတစ်ခုမှာပေါ့မျက်နှိုးကသူမရဲ့အလားပြင်ဆိုင်ထဲမှာထိုင်ပြီးတော့သတင်းစာဖတ်နေခဲ့တယ်။အဲ့ဒီအချိန်သူမရဲ့အလားပြင်ဆိုင်ထဲကိုနတ်သမီးတစ်ပါးကဝင်လာခဲ့ပါတယ်။နတ်သမီးကမျက်နှိုးကြည့်ပြီးတော့ဒီမှာမိန်းကလေးငါအလင်းလုံးနေလို့ငါ့ကိုမြင်မြင်အလားပြင်ပေးစမ်းပါဒီတော့မျက်နှိုးကဖက်လက်စာသတင်းစာဘေးကိုချလိုက်ပြီးတော့ရှင်ကတောင်ပန်နေနဲ့ပါလားကြည့်ရတာရှင်ရဲ့ပုံစံကအယောင်လှပနေတာဘာဖြစ်လို့ကျမကိုမိတ်ကပ်လိန်ခံရရလဲဒီမှာမိန်းကလေးငါကနတ်သမီးပဲငါတို့ရဲ့နတ်သမီးကဘာမှာလဲအလားပြင်ဆိုင်နေရှိတယ်ငါတို့ကဘာမှာရှိတဲ့အလားပြင်ဆိုင်တွေကပို့ပြီးတော့ကောင်းတာပေါ့သုံးတဲ့ပစ္စည်းတွေကအစမော်ဆန်းရှိကြတယ်လေဒီနေ့ကတော့ငါအလင်းလို့နေလို့ငါရဲ့မိတ်ကပ်ပစ္စည်းယူလာဖို့မေ့သွားတယ်လေအခုငါ့ကိုမြန်မြန်ပြင်ဆင်ပေးပါငါအခုငါတို့နတ်သမီးဘယင်မရဲ့သမီးမွေးနေ့ကိုသွားမလို့အော်ဟုတ်ကဲ့ပါအဲ့ဆိုရင်ကျမမြန်မြန်ပြင်ဆင်ပေးပါမယ်ဒီလိုနဲ့မျက်နှိုးလဲနတ်သမီးကိုပျော်ရွှင်စွာပဲမိတ်ကပ်လိမ့်ပေးလိုက်တယ်မိတ်ကပ်လည်းလိမ့်ပြီးသွားရောမျက်နှိုးကနတ်သမီးရှင်ကျမနတ်သမီးကိုမိတ်ကပ်လိမ့်ပြီးတော့အကောင်းဆုံးလှအောင်ပြင်ပေးထားပါတယ်နတ်သမီးကလည်းမျက်နှိုးပြင်ပေးထားတာကိုအကျဉ်းနဲ့ကြီးကျဉ်နဲ့သွားတယ်။အိုးမင်းလိမ့်ထားတာအရန်လှတာပဲ။ဒီမှာရွှေတင်းကားတွေငါရန်ကျေးဇူးတင်ပါရဲ့နော်။ကဲငါသွားတော့မယ်။နတ်သမီးလည်းသူ့ကိစ္စပြီးရနဲ့ထပြီးတော့ထွက်သွားတော့တယ်။အဲ့ဒီချိန်နတ်သမီးရဲ့ပတ်စံအိတ်ထဲကနေရွှေရောင်နှကန်းတွေလေးတစ်ခုထွက်ကြလာပါတယ်။ရွှေရောင်နှကန်းတွေကနတ်သမီးစီကထွက်ကြလာတာကိုမျက်နှိုးကမြင်လိုက်တယ်။ဒီတော့နတ်သမီးရေနတ်သမီးဒီမှာနှကန်းတွေပြုတ်ကျသွားတယ်ဆိုပြီးအော်ပြောလိုက်ပါတယ်ဒါပေမဲ့မျက်နှိုးရဲ့အတန်းကိုနတ်သမီးကမကြားတော့ပါဘူးကိစ္စကအလင်းလိုနေလို့ထွက်သွားပါပြီမျက်နှိုးလည်းနတ်သမီးစီကကြားခဲ့တဲ့နှကန်းတွေကိုကောက်ယူလိုက်ပြီးနှကန်းတွေလေးကရွှေရောင်လေးပဲကြည့်ရတာကောင်းမဲ့ပုံပဲငါစမ်းကြည့်လိုက်အောင်မယ်မျက်နှိုးလည်းအဲ့ဒီရွှေရောင်နှကန်းတွေကိုသူ့ရဲ့နှကန်းမှာစိုးကြည့်လိုက်ပါတယ်အိုးဒီနှကန်းတွေကမှော်ဆန်းလာပါလားငါနက်နက်လေးစိုးလိုက်တာနဲ့အရန်ကိုလှလာတယ်ဒီလိုနဲ့မိန်းကလေးတချို့ကမျက်နှိုးရဲ့အလားပြင်ဆိုင်ထဲကိုလာခဲ့ကြပါတယ်လာကြတဲ့မိန်းကလေးတွေကတယောက်ကမျက်နှိုးရေဒီမှာငါတငယ်ချင်းကသူ့ကောင်လေးနဲ့တွားတွေ့မလို့လေအဲ့ဒါသူ့ကိုအလားဆုံးဖြစ်အောင်ပြင်ဆင်ပေးပါနော်သူ့ရဲ့မဲနဲ့ပြီးတော့ဝက်ချန်ထွက်နေတဲ့မျက်နှာကြီးကိုလုံးဝဖြူစင်သွားအောင်ပြင်ဆင်ပေးစမ်းပါပတ်စံဘလောက်ကုန်ပါစေဘာမှမဖြစ်ဘူးတိလားသူ့ကိုဒါအလားဆုံးပြင်ပေးโอเคရပါတယ်နင်တို့ရောက်နေတဲ့နေရာကနေရာမှန်ပဲငါပြင်ဆင်ပေးနိုင်ပါတယ်မျက်နှိုးလဲအာမခံပြီးတော့အဲ့ဒီမိန်းကလေးကိုအလှဆုံးပြင်ဆင်ပေးဖို့လုပ်တော့တယ်မျက်နှိုးလဲအဲ့ဒီမိန်းကလေးကိုမော်နှကန်းနေနဲ့စိုးပေးလိုက်တယ်အဲ့ဒီမိန်းကလေးလဲခဏချင်းအတွင်းမှာတင်အရန်ကိုလှပတဲ့မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတော့တယ်ကျန်တဲ့မိန်းကလေးတွေကအဲ့ဒီအဖြစ်ကိုမြင်တော့အရန်ကိုအံ့ဩသွားကြတယ်ဝါဒါတကယ်ကိုအံ့ဩစရာပဲဒီလောက်ဈေးကြီးရဲ့ပစ္စည်းတွေတောင်ဒီလောက်လှအောင်မပြုတ်ပြင်နိုင်ဘူးဒါကိုနင်ကအလွယ်လေးနဲ့ပြုတ်ပြင်ပေးလိုက်တာပဲတော်တော်လေးကိုလှသွားတာပဲဟဲ့ငါမပြောဘူးလားငါလုံနိုင်ပါတယ်လို့မျက်နှိုးကဂုံယူဝင်ကြွားဟန်နဲ့ပြောလိုက်တယ်အဲ့ဒီအချိန်ကစပြီးမျက်နှိုးရဲ့ဆိုင်ရာတစ်ဖက်နာမည်ပြန်ကြီးလာပါတော့တယ်အခုချိန်မှာတော့မျက်နှိုးရဲ့အလားပြင်ဆိုင်ကတမျိုးလုံးမှာအရန်ကိုနာမည်ကြီးသွားပြီးတော့လှချင်ကြတဲ့လူတွေအကုန်လုံးကလည်းမျက်နှိုးရဲ့အလားပြင်ဆိုင်ကိုပဲလာရောက်ခဲ့ကြပါတော့တယ်မိန်းကလေးတွေကလှချင်လုံးလို့မျက်နှိုးစီကနေပြီးတော့မိတ်ကပ်ပစ္စည်းတွေဝယ်ကြတယ်ဒါကိုတီးတော့မျက်နှိုးကအရန်ကိုလောဘတက်လာတယ်လေအဲ့ဒါကြောင့်သူ့ဘာရောင်းရောင်းဝယ်မှာပဲဆိုပြီးတော့သူ့ရဲ့မိတ်ကပ်ပစ္စည်းတွေကိုဈေးမတန်တဆတင်ပြီးတော့ရောင်းတော့တာပေါ့ဒီလိုနဲ့ပဲမျက်နှိုးကလည်းအရန်ကိုချမ်းသာလာခဲ့တယ်။တနေ့မှာတော့မျက်နှိုးစီကို
အရင်တစ်ခါကအလှပြင်လာခဲ့ဘူးတဲ့နတ်သမီးကပြန်လဲရောက်ရှိလာခဲ့တယ်နားထောင်စမ်းမိန်းကလေးမင်းမှတ်မိမလားတော့မသိဘူးအရင်ရက်အနှဲငယ်တုန်းကငါမင်းရဲ့ဒီဇိုင်းကိုလာပြီးတော့အလှပြင်လာခဲ့ဘူးတဲ့အဲ့ဒီနေ့ကငါရဲ့ဒီပတ်စံအိတ်ထဲကနေပြီးတော့နှက်ခမ်းဒီတောင်ပြုတ်ကျသွားခဲ့တယ်မင်းကအဲ့ဒီနှက်ခမ်းဒီကိုတုံးပြီးတော့အခုလိုစီးပွားရှာနေတယ်ဆိုတာငါသိလိုက်ရတယ်ဒါပေမဲ့ငါမင်းကိုမစူပါဘူးအကုန်လုံးကဖြစ်ပြီးသွားပြီပဲအခုတော့ငါရဲ့အဲ့ဒီမှော်နှက်ခမ်းတွေကိုပဲပြန်ပေးစမ်းပါအဲ့ဒီတော့မျက်နှိုးကပြပြတလဲနဲ့မဟုတ်ဘူးဘာလာပြောနေရလဲရှင်ရဲ့ဘဲမော်နှက်ခမ်းနီးမှကျမဆိုင်ထဲမှာမကြခဲ့ပါဘူးရှင်ကတက်ကျမရဲ့အချိန်တွေကိုလာပြီးတော့ဖြုံးတီးနေတာပဲကျမမှာအလုပ်ရှိသေးတယ်သွားတော့မျက်နှိုးရဲ့စကားကိုကြားပြီးတော့နတ်သမီးကဒီကလေးမကတော့လွယ်နဲ့ဝန်ခံမှာမဟုတ်ဘူးဆိုပြီးစိတ်ထဲကနေမှတ်သွားပြီးတော့ထွက်သွားခဲ့လိုက်ပါတော့တယ်နတ်သမီးထွက်သွားတော့မှမျက်နှိုးကယူနေရလားဘာလို့ငါအဲ့ဒီမော်နှက်ခမ်းတွေကိုပြန်ပေးရမှာလဲဒီမော်နှက်ခမ်းတွေကြောင့်ငါကြီးပွားတိုးတက်လာတာသူ့ကိုပြန်ပေးစီရလားနောက်တနေ့မှာတော့မျက်နှိုးရဲ့အလားပြင်ဆိုင်ကိုတာမီနှစ်ယောက်လာခဲ့ကြပါတယ်အမေပြည့်တဲ့သူကမျက်နှိုးကိုသမီးကဒီအလားပြင်ဆိုင်ပိုင်ရှင်မျက်နှိုးထင်တဲ့အန်ဒီကသမီးအကြောင်းကိုကြားဘူးနေရကြပါပြီသမီးကဘသူ့ကိုမဆိုလှအောင်လှုပ်ပေးနိုင်တယ်တဲ့အခုအန်ဒီသမီးကမင်္ဂလာဆောင်ရတော့မှလေအဲ့ဒါကြောင့်မလို့အန်ဒီသမီးကိုမင်္ဂလာဆောင်မှာအလှဆုံးဖြစ်အောင်ပြင်ပေးစမ်းပါကွယ်ကြားသလောက်ပတ်စံအန်ဒီပေးပါမယ်အန်ဒီကြီးရဲ့စကားကိုကြားတော့မျက်နှိုးကလည်းမှန်သက်သွားတယ်ရတာပေါ့အန်ဒီရဲ့အခုချက်ချင်းပဲသမီးပြင်ပြမယ်ကဲညီမလေးမျက်လုံးခဏမိတ်လိုက်မျက်နှိုးလဲတတို့သမီးရဲ့နှက်ခမ်းပေါ်ကိုမော့နှက်ခမ်းနီနဲ့စိုးပေးလိုက်တယ်တတို့သမီးလေးကလည်းချက်ချင်းပဲတကူလုံးမဲနဲ့ပြီးရုပ်ဆိုးလူတယောက်အဖြစ်ကိုပြောင်းလဲသွားပါတော့တယ်သူ့သမီးလည်းတကူလုံးမလားမပဖြစ်သွားတာကိုအမေဖြစ်သူကမြင်တော့အိုးဖယားရေငါသမီးလေးဘလို့ဖြစ်သွားလဲနေငါသမီးကိုဘာလုပ်လိုက်တာလဲအခုရုပ်ဆိုးမကြီးဖြစ်သွားပြီနေကငါသမီးရဲ့ဘဝကိုဖျက်ဆီးလိုက်တာပဲငါနဲ့ကိုလည်းအဲ့လိုပြန်လုပ်ပြမယ်အန်ဒီကမချင်မနှက်ဖြစ်ပြီးတော့မျက်နှိုးနဲ့လုံလာထွေလာတပ်ပုတ်ပါလေတော့တယ်အန်ဒီလည်းခဏနေတော့မျက်နှိုးမော်နှက်ခမ်းနေနဲ့စိုးပေးလိုက်ပါတယ်ဒီတော့မျက်နှိုးလည်းတကူလုံးမဲနဲ့ပြီးရုပ်ဆိုးလူတရာအဖြစ်ကိုပြောင်းလဲသွားပါတော့တယ်မှတ်ထားအဲ့ဒါငါသမီးကိုနေလောက်ခတ်တယ်လို့ပြန်လောက်တာပဲအဲ့ဒီချိန်မော်နဲ့သမီးကရောက်လာခဲ့ပါတယ်နတ်သမီးကမျက်နှိုးရဲ့အခြေအနေကိုမြင်တော့မျက်နှိုးမင်းငါ့ကိုလိန်ခဲ့တယ်အဲ့ဒါကမင်းရဲ့ပြစ်ဒဏ်ပဲအခုမှန်ထဲမှာမင်းရဲ့မျက်နှာကိုကြည့်တိုင်းမင်းရဲ့လောဘကြောင့်မင်းအခုလိုခံရတာပါလားဆိုပြီးတော့နောင်တတွေရလာလိမ့်မယ်ဒါကမင်းငါ့ကိုလိန်ညာတဲ့အတွက်မင်းရဲ့အပြစ်ဒဏ်ပဲအဲ့ဒီနောက်မှာတော့မော်နသမီးကသူမရဲ့မော်ထုတ်တန်ကိုအသုံးပြုပြီးသူတို့သမီးရဲ့အသွင်အပြင်ကိုမူလငကူအတိုင်းပြန်လည်ရရှိအောင်လှုပ်ပေးလိုက်ပါတယ်ကိစ္စအလုံးပြီးတော့မော်နသမီးလည်းသူမရဲ့ရွှေရောင်နှက်ခမ်းတွေကိုပြန်ယူပြီးနတ်သမီးကဘာကိုပြန်ပြီးတော့ထွက်ခွာသွားခဲ့ပါတော့တယ်ဒါဆိုမျက်နှိုးတယောက်လိန်ညာပြီးနောက်ဘာဖြစ်ခဲ့လဲဆိုတာမြင်လိုက်တယ်မလားဒါကြောင့်ဒီပုံပြင်လေးကလုံးဝမလိန်သင့်မညာသင့်လောဘမကြီးသင့်မှုဆိုတာကိုသင်ပေးနေတယ်ကျမရဲ့ချစ်လစွာသောတငယ်ချင်းတို့ရေဒီဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကွန်မန့်လေးရေးပေးခဲ့ကြပါဦးနော် channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့မေတ္တာရက်ခံပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဆက်လံအသစ်လေးနဲ့အတူတူပြန်ဆောင်ကြပါရနော်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချစ်စီတောင်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်